သူတော်မမဏိဇောဒတရဝတ္တစိတ်အနှင်းခံရသောဥတ္တမင်အားဝတ္တစိတ်ဆောင်ရောက်များအနှင်း၏အစီအစဉ်ဖြစ်ပါတယ်။ဧရာဝတီတိုင်းဒေသကြီးစိုးရဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှာဝတ္တစိတ်ဆောင်ရောက်များကြီးမြင့်အနှင်းပေးနိုင်ပါရန်ဂါရဝရှိခါလေးရဲ့လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာ။